I just bought a new mic. Apparently, the old one is for PC, and I've been talking without microphone all the time, and I just realized that. So now I have a new mic. I'm pretty sure the voice quality would be better now compared to my previous video. So this time, I do hope that this time this might work. So let's get started, and welcome back to my channel. Today, we're going to talk about economic, government policy, and other stuff. Without further ado, let's get started. ဒီအနွေးတွေဝတ်ထားတာတော်တော်ပူတယ်ဒါပေမဲ့အဲ့အရှိမှာကွာပြောခဲ့တာဒီဗီဒီယိုဒီအင်ကြီးအနေနဲ့ပြောတာဆိုတော့ဒီဗီဒီယိုကဒီအင်ကြီးအနေနဲ့လုံးမရပါဘူးပူလဲချွတ်လို့မရဘူးအဲ့တော့ပြောမယ်ဒီတစ်ခါဘာကြောင့်ပြောမလဲဆိုတော့ economic ကြောင့်လေးနည်းနည်းပြောမယ်ဘယ်လိုလဲဆိုတော့ hospitality and tourism economic ဆိုတော့ basically ကွာ economic ဆိုတာဘာလဲနဲ့စပြီးပြောလိုက်မယ် economic ဆိုတာဘာလဲ economic ဆိုတာ basically ကွာmanaging limited resources တွေကို manage လုပ်ပြီးတော့ဘယ်လိုမျိုးအကျိုးရှိအောင်သုံးမလဲဆိုတာ economic ပဲအဲ့ဒီမှာပြောစရာရှိတာ resources တွေဆိုတာဘာတွေလဲ resources ဆိုတာကလူသားအရင်းအမြစ်တွေဒါမှမဟုတ်သယံဇာတတွေဒါမှမဟုတ်ကြောင်မီးသွေးတွေဒါမှမဟုတ် gas line တွေဒါမှမဟုတ်အကုန်လုံးပါဗျာဒါတွေအကုန်လုံးက resources ဆိုတဲ့အောက်မှာပါတယ်ပြီးတော့အဲ့ resources တွေကိုဘယ်လို limit လုပ်ပြီးတော့ဘယ်လို manage လုပ်ပြီးသုံးမလဲဆိုတာကို economic လို့ခေါ်တယ်ပေါ့နော်ပြီးတော့ tourism ဆိုတာဘာလဲ tourism ဆိုတာ people traveling around all the time or all around the world so this is called tourism အဲ့ဒါ tourism ကိုပြောတာဘာကြောင့်ဒီပေါ့နော် economic ကဒီ hospitality industry မှာအရေးပါတာလဲဘာကြောင့်လဲဆိုတော့ what to sell ဘာပြောရမလဲဆိုတော့သိတာ how much to charge ဘယ်လောက်ကောက်ဘယ်လောက်တန်ဖို့ဘယ်လောက်ကောက်ရမလဲဒီပစ္စည်းတစ်ခုရဲ့တန်ဖို့ဘယ်လောက်ကောက်ရမလဲဆိုတော့သိတာပြီးတော့ how much employee to hire employee ဘယ်လောက်လိုအပ်တဲ့ employee ဘယ်လောက်ခန့်ရမလဲဆိုတော့သိတာမျိုးပြီးတော့ cost control ကြောင့်နောက်ပိုင်းမှာသိချရှင်းပြမယ်ပေါ့နော်ပြီးတော့ maximize profit ကိုဘယ်လိုမျိုး maximize ဖြစ်အောင်လုပ်လို့ရမလဲဆိုတာမျိုးတွေပါတယ်ပေါ့နော်အဲ့တော့တခုရှိတာဒီလိုမျိုး industry အကြီးတွေကတကယ်လို့ဗျာဒီလိုမျိုးမြေပေါ်မှာလာပြီးစောက်ပြီးဆိုရင်တို့ကအနည်းနဲ့များတော့ waste တော့ထွက်မှာပဲအဲ့တော့ government က waste များများထွက်ရင်ဒီကောင်ကို tax များများကောက်ပြီးတော့ waste နည်းနည်းထွက်ရင်ဒီကောင် tax နည်းနည်းကောက်မှာသူကဘယ်လိုလဲဆိုတော့more green less tax less green more tax ဒါနည်းနည်း slogan ပုံစံမျိုးလေးပေါ့အခုက economic ဆိုတာ ဒီအရှေ့တိုင်း economic မဟုတ်ဘူးကအနောက်တိုင်း economic ကိုပြောမှာပေါ့ western economic ပေါ့အဲ့ဒီမှာတို့ကဘာကိုပြန်ခွဲလဲဆိုတော့ micro နဲ့ macro ဆိုပြီးပြန်ခွဲတယ် micro ကဘာကိုပြောချင်တာလဲဆိုတော့ micro ထဲမှာ household ပါတယ် household ဆိုတာဒီအိမ်တွင်းမှာအဲ့လိုမျိုးပါတယ်ကွာသူအသေးစားရတော့လည်းမဟုတ်ဘူးပေါ့ဒီ consumer ပါမယ် customer ပါမယ်ပြီးတော့ဒီထဲမှာ government လည်းပါမယ်ပြီးတော့ retail service တွေဒါတွေအကုန်လုံးက micro economic ပေါ့အဲ့ထဲမှာပါတယ် macro ထဲမှာပါလဲဆိုတော့ macro ထဲမှာကျတော့ invest rate ဆိုတာကျတော့ဘယ်လောက် invest လုပ်ရင်ဘယ်လောက် rate မျိုးတက်တယ်ကျတယ်ဆိုတော့အဲ့ဒါမျိုးက invest rate ကွာပြီးတော့ inflation ကတော့နည်းနည်း sensitive topic ပေါ့နော်ဒီဗမာနိုင်ငံမှာလဲဒီချာကို Venezuela လားအဲ့နိုင်ငံမှာလေ inflation ကအရန်ဖောင်းပွားလို့တော့ပတ်စံကိုလှဲနေတော့တင်ပြီးတည်ရတယ်ဆိုတာမျိုးအဲ့ဒါဒီအကြောင်းကဒီ inflation ကဒီ macro ထဲမှာပါ macro အောက်မှာပါတယ်ပေါ့နော်ပြီးတော့ export import ပါမယ်ပြီးတော့ government ကထုတ်တဲ့ policy တွေပါမယ်ပြီးတော့ tax revenue ဒါတွေအကုန်လုံးကmacro အောက်မှာပါတယ်ပြီးတော့အဲ့မှာဆိုတော့ export import ပြီးတော့ import နဲ့ output ကိုတစ်ချက်ပြောပြချင်တယ်တော့ဘာလဲဆိုတော့ input ဆိုတာက raw material တခုထည့်လိုက်ရင်ဒီဘက်ကနေ output အနေနဲ့final product ပြန်ထွက်လာတာကို input output လို့ခေါ်တယ်ကွာ input က raw material output က final product input ကဥမာထားပါတော့အစားတောက်တစ်ပွဲဆိုရင်ဒီအစားတောက်မှာပါတဲ့ ingredient တွေပါတယ်အကုန်လုံးက raw material နောက်ဆုံးထွက်လာတဲ့ dish ကကြတော့ final product ကကြတော့ output လို့ခေါ်မယ် okay economic အောက်မှာပါတယ်ပါလေscarcity ဆိုတာဘာလဲ lack of something တခုခုလိုရတာဒါနောက်ပေါက်တေချာပြောပြမယ်ကွာ resources တွေဘာတွေရှိလဲဆောင်းတော့ပြောခဲ့တယ် water ရေရလည်းအရင်းမြစ်ပဲ money ပတ်စံရလည်းအရင်းမြစ်ပဲပြီးတော့ energy ပြီးတော့ land ခင်ဗျားတို့တတိမထားမိတာတခုရှိတယ်သူက land မြေကြီးอ่ะဗောနော်ဒီမြေကြီးကလည်း resources အောက်မှာပါတယ်ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားဒီ
မြေကြီးပေါ်မှာ agriculture လုပ်လို့ရတယ်ပြီးတော့ဒီမြေကြီးပေါ်မှာခင်ဗျစီးပွားရေးတွေလုပ်လို့ရတယ်အဲ့တော့ဒီမြေကြီး land ကလည်းပေါ့နော်ဒီ resources အောက်မှာပါတယ်ပြီးတော့ focusing လုပ်လို့ရတယ် you use more you pay more expansion blah 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 ရေးမကြည့်ရရင်လည်းကြော်လိုက်မယ်ဗီဒီယိုအရင်ရှည်သွားမှာဆိုလို့ဒါအခုကကျောင်းရဲ့ library မှာဒီကတော့ mic လေးအဆင်ပြေမယ်တော့ထင်ရတာပဲအဆင်ပြေမှရမယ်ပေါ့နော်အသစ်ဝယ်တာတစ်ခါနှစ်ခါကုန်တာဖြစ်နေပြီပထမ mic အကြီးတစ်လုံးဒါဒီ mic သေးလေးတစ်လုံးတော့နှစ်ခါရှိနေဝယ်တာ okay land support agriculture ADD land ပေါ်ဒီမြေကြီးပေါ်မှာလည်းတော့ agriculture နဲ့ non agriculture ဆိုနှစ်မျိုးပြန်ကွာတယ်ပေါ့နော် agriculture ကစိုက်ပျိုးမွေးမြူရေးတွေလောက်တာမျိုး non agriculture ကျတော့ဆိုတော့စီးပွားရေးindustry ရောပုံစံမျိုးတွေအဲ့လိုမျိုးတွေဒါက non agriculture အောက်မှာပါတယ်အဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့သူကရုပ်ရှင် Leonardo ရဲ့ရုပ်ရှင်ရှိတယ်ကွာသူကဗာလဲ the killers of the flower moon တို့ကသူကကျတော့ရေနံထွက်တာသူက red Indian နေနဲ့ဒီ American နေနဲ့ဂျားထဲမှာAmerican တို့ကတော့ American အစ်စ်ပေါ့ကွာဒါပေမဲ့ native American တွေနဲ့ colonizer တွေနဲ့ဂျားထဲမှာဖြစ်တဲ့ပြိပခါလေးတွေပေါ့အဲအကြောင်းရိုက်တာ Leonardo ကကွာစောင်းကောင်းတယ်အဲအကြောင်းဒီအကြောင်းပြောရင်းနဲ့ပေါ့နော်သတိထားမိလာတာအဲရုပ်ရှင်ကြည့်ပြီးရင်ဟောက်ပြန်ပြီးတေးချာလေးပြန်ပြောပေးမယ် Okay နောက်တစ်ခုကeconomic idea မှာတော့ three keys ဆိုပြီးတော့သုံးချက်ပြန်ခွဲထားတယ်ကွာဘာလဲဆိုတော့ market ကဘာလဲဆိုတော့ bought and sold ဒါတော့ရှင်းပါတယ်ဝယ်မယ်ရောင်းမယ်ဖောက်ကားမယ်ဒါ market ပဲเนาะနောက်တစ်ခုကကျတော့ marginal analysis ကဘာပြောတာလဲဆိုတော့ customer satisfaction ကိုပြောတာဘာလဲဆိုတော့ customer တယောက်ကဟုတ်ပြီ customer တယောက်ကmatcha ထားပါတော့ matcha တစ်ခွက်ဝယ်တောက်တယ်ဆိုရင်တစ်ခွက်တည်းနဲ့မဝအောင်ကွာသူ satisfy မဖြစ်သေးဘူးဆိုရင်နောက်တစ်ခွက်ဝယ်တောက်မယ်နောက်တစ်ခွက်ဝယ်တောက်ရင်ဘာဖြစ်လဲ sanction ဘက်ကပြန်ကြည့်ရင်နောက်တစ်ခွက်ရောင်းရတာစကားပြောတာနည်းနည်း spelling နည်းနည်းရှော့မယ်နော် sanction ဘက်ကကြည့်ရင်ပို့ပြီးရောင်းရတာဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ profit ပိုရတယ်ပေါ့နော်ဒါပေမဲ့အဲ့ satisfaction level ကလည်းနှစ်ခွက်မြောက်ရှိပါရင်နော်နှစ်ခွက်မြောက်လို့မှမဝသေးနောက်တစ်ခွက်ထပ်ဝယ်တော့မှ3ခွက်လောက်ကသူအတော့ satisfy ဖြစ်သွားပြီဆိုရင်အဲ့ဒီသူကဒီ graph ပုံစံမျိုးလေးရှိတယ်ကွာအဲ့ curve ပေါ့နော်အဲ့ satisfy ဖြစ်သွားပြီဆိုတော့အဲ့သူကပြန်ကျလာတာရှိတယ်အဲ့ဒီ point အမြင့်ဆုံး point ကိုပြောတာကွာအမြင့်ဆုံး point ကိုပြောတာ satisfy level လို့ခေါ်တယ်ပြီးတော့များအဲ့တော့ customer satisfy မဖြစ်လို့ပြန်ဝယ်လေရောင်းတဲ့လူဘက်ကပို့ပြီးရောင်းရလေပေါ့အဲ့လိုမျိုးပြောချင်တာနောက်ကကျတော့ people are rational တော့ people are rational ဆိုတာဘာကိုပြောချင်တာလဲဆိုတော့ rational people ငါတို့လူတွေကကွာ rational thinking being နေမဟုတ်ဘူးဘာလို့လဲဆိုတော့ကွာလိုချင်တာရှိရင်တစုံတော့ဝယ်တာမျိုးတွေရှိတယ်ကွာဥပမာ iPhone ကင်တဲ့သမားတွေပဲကြည့်လိုက်ကွာ iPhone အသစ်ထွက်လာပြီဆိုရင်လိုမလို့ဝယ်ရင်ကြတာကွာဟုတ်တယ်မလားအဲ့တော့ rational people are rational ဆိုတော့ is really is highly I really doubt that ကွာအဲ့လိုပြောရမှာကိုကကျတော့ people respond to economic incentive that something motivate you to act optimal decision are made at the margin ဒါကနည်းနည်းကြော်လိုက်မယ်အရင်ရေးမကြည့်လို့ scarcity တဲ့ sharper တော့အဲ့အောင်မှာပါလဲဆိုတော့ trade off ဆိုတာကျတော့ same ingredient different dishes same ingredient နဲ့ different dishes ကဘာကိုပြောချင်တာလဲဆိုတော့ ingredient တူတယ်ဒါပေမဲ့နောက်ဆုံးပြန်ထွက်တဲ့ dish ingredient တူတယ်ဒါပေမဲ့နောက်ဆုံးပြန်ထွက်လာတဲ့ final dish ကနှစ်မျိုးကွာမတူဘူးအဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့ trade off လို့ခေါ်တယ်ဥပမာပြောရမယ်ဆိုရင်ဖတ်ထိုင်းရဲ့ ingredient ကဘာတွေလဲဆန်ပြားပါမယ် protein တစ်မျိုးပါမယ် seafood ဖြစ်ကြက်သားဖြစ်ဝါသားဖြစ်အဲ့လိုပါမယ်ကွာတခြားအသီးရွက်ပါမယ် sauce တွေပါမယ်အဲ့လိုမျိုးပဲကျွန်တော်တို့ရဲ့ကက်ကြီးကိုက်မှာလဲဆန်ပြားပါမယ် protein ပါမယ်တခြား ingredient ပါမယ်ဒါပေမဲ့လိုတာပိုတာနည်းနည်းပါအတိုးလျှော့ရရှိမယ်ကွာပအောင်ရည်တို့ဘာတို့လိုမျိုးအဲ့လိုမျိုးအတိုးလျှော့နည်းနည်းတော့ရှိမယ်ပေါ့နော်အဲ့ဒါလည်းအရေးတော့မကြည့်ပါဘူးအဲ့တော့ opportunity cost ကိုဘယ်လိုတွက်တာလဲဆိုတော့သူက on paper ပုံစံမျိုးပဲတွက်တာပေါ့ on paper မှာတွက်တာဆိုတော့စာရွက်ပေါ်မှာတွက်ရင်စာရွက်ပေါ်မှာပဲရှိနေမှာအရင်တိကျတဲ့အဖြေကိုရမှာမဟုတ်တိကျတဲ့အဖြေကိုလိုချင်တယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ customer analysis လုပ်ရမယ် data တွေကောက်ရမယ် survey တွေလုပ်ရမယ်အဲ့လိုမျိုးမှပဲလိုအပ်တဲ့ data တွေကိုရမယ်ပေါ့နော် more skill labor or less အဲ့ကြမှာပဲlabor အလုပ်သမားကိုလိုအပ်တဲ့အလုပ်သမားကိုတိုးပြီးခန့်ရမလား short ပြီးခန့်ရမလားအဲ့ကြမှာပဲသိမယ်ပေါ့နော်ဘယ်လိုပြောချင်တာဆိုတော့အဲ့ input နဲ့ output အဲ့ရှင်းပြပါရင်နော် tariff နဲ့ tax နဲ့ TARIFF tariff နဲ့ TAX tax နဲ့ဘာကွာလဲဆိုတော့တစ်ချက်ပြော tariff ကဘယ်လိုလဲဆိုတော့သူကinternational အခွန်ပုံစံမျိုးပေါ့ကွာ
task ကကြတော့ပြည်တွင်းခုံပုံပဲလို့အဲ့လိုမျိုးအလွယ်မှတ်ထားလို့ရတယ်ဒါအကျမ်းပြပြောတာနော်အဲ့လိုမျိုးတော့လည်းမဟုတ်ဘူးဒါအလွယ်ကူဆုံးဖြစ်အောင် simplify ဖြစ်အောင်အရင်အရိုးရှင်းဆုံးပြောပြလိုက်တာ task ကဘာလဲဆိုတော့ government task ရှိတယ်ကွာအခွန်တခြားဘာခွန်ညာခွန်တွေရှိတယ် tariff ကဘယ်လိုအဲ့လိုပြပအခွန်ပေါ့နော်ဥပမာတရုတ်ဖုံးတစ်လုံးကထိုင်းနိုင်ငံမှာရောင်းနေတယ်ဆိုအခွန်ပေါင်းများစွာဆောင်ရတယ်ဆိုတဲ့သဘောပဲအဲ့လိုအခွန်မဆောင်ဆိုရင်ဘာဖြစ်လဲဆိုတော့ဒီထိုင်းနိုင်ငံမှာရှိတဲ့ဈေးကွက်ကပြတ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအားကြောင့်အခွန်ဆောင်ရတယ် international trading နဲ့ local market and မှာ international မှာကြော trading နဲ့ဟိုဘက်ကကျတော့ local market ပြည်တွင်းပုံစံမျိုးအဲ့လိုသွားတာအဲ့ဒီမှာ3ယောက်ရှိတယ်ကွာဒီ economic မှာ3ယောက်ရှိတယ်ဘယ်သူလဲဆိုတော့ customer/consumer ဒါတစ်ဖွဲ့အလဲမှာအရင်းရှင်တွေက capitalism တစ်ဖွဲ့ပြီးနောက်ဆုံး government တစ်ဖွဲ့3ဖွဲ့ရှိတယ်ပေါ့နော်ဒီ capitalism အကြောင်းကတော့နည်းနည်းလေး sensitive issue လေးဆိုတော့နည်းနည်းလေးပေါ့နော်ပြောမပြောတော့မပြောမယ်ဒီ economic ကြောင့်ပြောရင်နိုင်ငံရေးတွေကပါလာနိုင်ငံရေးတွေကပါလာရင်ကိုယ့်ရဲ့ကိုတူတယောက်တူချင်းစီပုဂ္ဂလိကအတွေးအမြင်တွေပါလာပြီအဲ့ကြရင်နည်းနည်းတူကိုယ်ပိုင်အမြင်တွေကိုယ်ပိုင်အတွေးအမြင်တွေအဲ့ဒီ economic ကြောင့်ပြောမိဆိုရင်နိုင်ငံရေးကြောင့်မပါလို့မဖြစ်ဘူးเนาะအဲ့တော့ဗာလဲကိုဖူးပဲလေဘာလဲ Winnie the Pooh လေ Winnie the Pooh တို့သိမလားကိုရီစီကပိုက်လိုင်းနဲ့အားရပါရတွယ်ပြီး gas တွေတွယ်ထုတ်တာတို့ပါတော့အဲ့အကြောင်းတွေကနည်းနည်း sensitive issue လေးဆိုတော့လည်းရေးလေးနဲ့တောက်လာမှာနော်အဲ့အကြောင်းနဲ့နည်းနည်း sensitive issue လေးရှိတယ်ပေါ့system of economic system ကိုပြောကြည့်အောင်သူ centrally planned economy တဲ့ planned by government ဒါပါပြောချင်တယ်ဆိုတော့ government ကသတ်မှတ်ပေးတာ government ကဈေးတစ်ခုသတ်မှတ်ပေးတာဥပမာပြင်သစ်မှာဆိုရင်ပြင်သစ်ကစားတောက်ဆိုင်တွေမှာဆိုရင်ပေါ့နော်ဒီခမားက Michelin စားတောက်ဆိုင်မဟုတ်ဘူးဆိုရင်ဒီဈေးထက်ကျော်ပြီးကောက်လို့မရဘူးအဲ့လိုမျိုးသတ်မှတ်ထားတာမျိုးရှိတယ်ကွာဒီဈေးထက်ကျော်ပြီးကောက်မယ်ဆိုရင်ဘာကြောင့်ဒီလိုမျိုးကောက်တာလဲဆိုပြီးတော့တင်ပြရတာမျိုးတွေအဲ့လိုပြောရတာမျိုးတွေရှိတယ်ကွာဒါက government ကဝင်ပြီးတော့ခင်ဗျားစီးပွားရေးကိုတုံးနဲ့ဝင်ထိုးတဲ့သဘောပဲအဲ့တော့ဒါ planned by government အဲ့လိုပြောချင်တာ private ဒါပေမဲ့ government က तू အဲ့လိုလုပ်ရင်မဲ့ government မသိတာဘာလဲဆိုတော့ तू ကmarketing trend တွေတဲ့ market တွေမှာဘယ်လိုဖြစ်နေတာတွေဒါ customer consumer trend တွေ तू အဲ့ဒါတွေမသိဘူးကွာ market တွေမှာဘာဖြစ်နေလဲ तू အဲ့ဒါတွေကိုသိတာဘာလို့လဲဆိုတော့ private fund တော့ကိုယ်ပိုင်စီးပွားရေးလုပ်နေတဲ့သမားတွေကွာဒီကောင်တွေကကျွန်တော်ဘယ်လိုပြောမလဲဆိုတော့ဒီကောင်တွေကအရန်ဒီပတ်ဝန်းကျင်မှာကျင်လည်နေတဲ့ကောင်ဆိုတော့သိတယ်ကွာသူတို့ကသိပြီးတော့ government ကမသိတာအဲ့လိုပြောချင်တာmarket economy အကြောင်းဆက်ပြောဖို့အချိန်မီသေးလားမီသေးတယ် okay market economy ကကြတော့ allow buyer and seller talk each other okay market economy ကလွယ်ပါတယ် market တဲမှာဈေးခင်ဗျာဈေးသွားရင်ဈေးတယ်နဲ့ခင်ဗျာနဲ့ဒီတိုင်းဘယ်လိုပြောဆိုဆက်ဆံပြီးဝယ်ကြတယ်စကားပြောပြီးဝယ်ကြဟုတ်တယ်မလားအဲ့လိုစကားပြောဆက်ဆံပြီးတော့အဲ့လိုအယောင်းဝယ်ဖောက်ကားတဲ့နေရာကို market economy လို့ခေါ်တယ်ပေါ့နော်ဒါရိုးရိုးရှင်းရှင်းလေးပဲခင်ဗျာဟိုညနေအမေဈေးရှင်းအောင်ဆွဲပြီးသွားဝယ်တာလဲဒါ market economy ပဲဟုတ်မလားညနေပိုင်းဟင်းချက်စရာသွားဝယ်တာလဲ market economy ပဲအဲ့လိုအရန်အရှိန်မတွေးနဲ့အဝေးမတွေးနဲ့နေနာပဲနော်ပြီးတော့modern mix economy ဆိုတော့ဘာပြောချင်လဲဆိုတော့ဒီ economy ကတစ်ချိန်လုံးကြီးပုံသေးမဟုတ်ဘူးကအမြဲတမ်းပြောင်းလဲနေတာ dynamic ဖြစ်တယ်ကွာအခုဆို AI ခေတ်ဆိုပိုတော့ဆိုသေးတယ်မနေ့ကနဲ့ဒီနေ့နဲ့တောင်မှပဲတူတာမဟုတ်ဘူးအဲ့တော့ခင်ဗျားကလည်းတနေရာနဲ့မှရက်နေလို့မရဘူး economy နဲ့တူလိုက်ပြီးတော့စီးနှင်းပြီးတော့ခင်းနဲ့ညီနေမှဖြစ်မယ်ပေါ့နော်ဒါကိုဒီမှာဘယ်လိုသုံးထားလဲဆိုတော့ modern mixed economy လို့သုံးထားတယ်။ mixed economy ဆိုတာ buyer seller ဆိုတော့3ယောက်ရောင်းတဲ့လူရဲ့ဝယ်တဲ့လူရဲ့အစိုးရရဲ့ဒီ3ယောက်ရှိပါတယ်ဒီထဲမှာ productive use least amount of resources productive efficiency the mass profit use least amount of resources to make mass profit ဒါပါပြောချင်တာလဲဆိုတော့ရတဲ့ရင်းမြစ်ဆိုတော့အရင်းမြစ်တွေပြောခဲ့တဲ့အရှင်းပါကွာအဲ့ရင်းမြစ်နည်းနည်းကိုသုံးပြီးတော့အမြတ်များကြအောင်အမြတ်များတော့မဟုတ်ဘူးကွာနည်းနည်းတော့အမြတ်များတော့ mass profit ဆိုတော့အမြတ်အများကြီးကြအောင်ဘယ်လိုလုပ်လဲပေါ့နော်အဲ့မျိုးတွေပါတယ်ဒီ modern mix economy တဲ့မှာနောက်တစ်ခါကျတော့ allocative efficiency ကဘာပြောချင်တာလဲဆိုတော့ least or တဲ့ production but consumer must buy product least cost production ဆိုတာကျတော့ production cost ကထုတ်လုပ်ဒီပစ္စည်းတစ်ခုကိုထုတ်လုပ်တဲ့ cost ကဘာမှမရှိပေမဲ့
ဘာမှမရှိတော့ဘာမှဒီပစ္စည်းတစ်ခုကိုထုတ်လုပ်လိုက်တဲ့ cost ကဘာမှမရှိလို့ထုတ်လိုက်ပဲဝယ်တဲ့လူမရှိဒီပစ္စည်းကခွမ်းပြီကွာအဲ့တော့ဝယ်လို့အားရှိဖို့လည်းလိုသေးတယ်ပေါ့နော် but consumer must buy the product ဆိုဟုတ်တယ်ဝယ်လို့အားရှိဖို့ကလည်းလိုသေးတယ်ခင်ဗျားထုတ်လိုက်ရုံနဲ့လည်းခင်ဗျားပစ္စည်းကဘယ်လောက်ပဲကွာ price to performance နေဖြစ်ပြီးဘယ်လောက်ပဲကောင်းနေပါသေးတရုတ်ဖုန်းတွေအများကြီးရှိတယ်နော်အဲ့လိုမျိုးပြောချင်သူအားရပါရထုတ်ပြီးတော့မရောင်းရတဲ့တရုတ်ဖုန်းတွေအများကြီးရှိတယ်ဒီ nothing phone တော့မပါဘူးပေါ့နော်ဒီ nothing phone က made in England London ဆိုတော့နည်းနည်းတရုတ်ဖုန်းတော့တရုတ်ဖုန်းမှာဒါပေမဲ့နည်းနည်းတော့ဖင်ကောင်းတော့နည်းနည်းကျယ်တယ်ကွာအဲအကြောင်းလဲဒီ nothing နဲ့ iPhone လဲ video တပုတ်လုပ်ပေးမယ် okay ပြန်တော့ cost must be reasonable and has to the customer happy to pay တော့ဒီရောင်းတဲ့ price ကလည်းဥပမာထားပါတော့ဗျာဒီခင်ဗျာ cafe Amazon မှာ coffee သွားတောင်းရင်အနည်းဆုံး100နဲ့150အတွင်း100နဲ့150အတွင်းရှိတယ်ပြောဒါပေမဲ့ land bay coffee ဆိုင်မှာသွားတော့ရင် land bay coffee ဆိုင်ခင်ဗျားကို150ကောက်ရင်ဘယ်သူမှဝယ်တော့မှာမဟုတ်တော့အဲ့တော့ price က reasonable ဖြစ်နေဖို့လည်းလိုသေးတယ်ပေါ့အဲ့ဒါကိုပြောချင်တာအော်ဒီနေရာမှာကျွန်တော်တို့တစ်ခုပြောချင်တာကခင်ဗျားတို့ရော education က free ရတဲ့တယ်လို့ထင်လားဒါမှမဟုတ် education က privilege တစ်ခုလို့မြင်လားဒါကိုအထင်မြင်ဘယ်လိုထင်လဲဆိုတာလေးကိုအောက်မှာ comment down below because I genuinely want to know ဒီနေ့ပဲဆရာနဲ့ဒီအကြောင်းကိုအားရပါရအကျိတ်နဲ့ဆွေးနွေးခဲ့တာဆိုတော့ခင်ဗျားတို့အမြင်ဘယ်လိုရှိလဲဆိုတာလည်းသိချင်တယ်အဲ့ဒါကြောင့်just comment down below what you think. I'll read every single comment and I replied every single comment. So just write it down. All right. Utility ကြောင့်ပြောခင် buy more magical profit the customer with the bright dynamic efficiency at more time. Okay. Dynamic efficiency ဆိုတာဘာပြောချင်တာလဲဆိုတော့အခု AI ခေတ်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ခင်ဗျားတို့ရဲ့ဒီ economic ဘယ်လိုပြောမလဲအဲ့ဒီမှာကွာAI နဲ့ပတ်သက်တဲ့ပစ္စည်းတွေကို use at more technology innovation တဲ့ technology ဖြစ်တဲ့အတွက်ကြောင့် technology နဲ့ပတ်သက်တာကိုထည့်ပြီးတော့မလို့ပြောချင်တာဒါဘာမှမဟုတ် voluntary exchange နဲ့ okay ပြီးရင် micro နဲ့ macro ဆိုတော့အရှိရပြောပြီးပြီပေါ့နော်နောက်ပိုင်းဘာကြံလဲဆိုတော့ production ဒီနေ့ဒီ video တော့ဒီလောက်ပဲဒါအခုကနောက်တဲ့ video တစ်ခုမှာဒီအကြောင်းတွေပြောမှာproduction possibility frontier အဲအကြောင်းတွေပါမယ် economic growth လို့ခေါ်တဲ့ GDP အဲအကြောင်းပြောမယ်ပြီးရင်ကြံသေးတယ်နည်းနည်းကြံသေးတယ် comparative advantages and trading ဆိုတာခင်ဗျားတို့သိတဲ့ trading တော့မဟုတ်ဘူးဒီ trading ဆိုတာဘာလဲဆိုတော့ရောင်းတာဝယ်တာအေးပေါ့ဟိုကလည်း trading ပါပဲအဲအကြောင်းတွေပြောမယ် absolute advantage ဆိုတာဘာလဲဆိုတာပြောမယ် competitive advantage ဆိုတာဘာလဲပြောမယ်ပြီးရင် market system အောက်မှာဘာလဲဆိုတာပြောမယ်ဒီလောက်ပဲဒါဒီအကုန်လုံးနောက်ဗီဒီယိုတစ်ခုမှာပြောမယ်အခုဒီဗီဒီယိုကတော့17 minutesဆိုတော့ဒီမှာပဲရပ်လိုက်မယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့